တခြားကဘာရောက်သွားတဲ့ကိုတုတ်ကြီးအပိုင်းနှစ်မြေရောက်ကဘာမှာပြန်လည်ဝင်စားပြီးတဲ့နောက်သူ့ကိုတုတ်ကြီးနဲ့ပြန်တွေးလိုက်ရပါတယ်ကိုတုတ်ကြီးကမောင်ရှိကိုပင်းကူတွေနဲ့တိုက်ခိုက်တာကြောင့်မောင်ရှိလည်းပြန်လည်ခုခံနေရတာပေါ့ဒါပေမဲ့ပင်းကူမိတ်ဆာတွေကမောင်ရှိလိုစလင်းကောင်လေးကိုထိခိုက်အောင်မလုပ်နိုင်တာကြောင့်မောင်ရှိကအသာစီးရနေတာပေါ့မောင်ရှိကပင်းကူတကောင်ချင်းစီကိုဝါမျိုးစားတောက်နေတာကြောင့်ပင်းကူမိတ်ဆာတွေလည်းနောက်ဆုံးမှာတော့အရေးအတွက်နဲလာပါတယ်ကိုတုတ်ကြီးရဲ့ပင်းကူမိတ်ဆာတက်ကြီးကိုစလင်းတကောင်တဲကတိုက်ခိုက်ပြသွားတာကြောင့်ကိုတုတ်ကြီးလည်းလန့်သွားတာပေါ့အဲ့ဒီချိန်ကိုတိုကြီးနောက်ကလိုက်လာတဲ့စလင်းရိုင်းတကောင်ကကိုတိုကြီးကိုပြေးခုန်ပြီးတော့တိုက်ခိုက်တာကြောင့်ကိုတိုကြီးလည်းကာကွယ်လိုက်ရပါတယ်။ဒါပေမဲ့ကိုတိုကြီးရဲ့လက်ကိုထိသွားတာကြောင့်စလင်းရိုင်းကောင်ကကိုတိုကြီးရဲ့လက်ကိုစတင်ပြီးစားတောက်နေပါပြီ။ဒါကိုတွေ့သွားတဲ့မောင်ရှီကသူ့အကိုတိုကြီးကိုကူညီဖို့အတွက်ကိုတိုကြီးရဲ့လက်ပေါ်ကိုခုန်တက်သွားတာပေါ့။စလင်းချင်းချင်းထိတွေ့လိုက်တာနဲ့တကောင်တဲကနေနှစ်ကောင်ပေါင်းသွားတာကိုတွေ့လိုက်ရပါတယ်။ဒီတော့ကိုတိုကြီးကလမ်းဖြန့်ပြီးတော့အတန်ပြဲကြီးနဲ့ထားော်ပါတော့တယ်။မဲလောက်အောင်အကုန်မူရှူအိုင်းဖြစ်ကုန်ပြီ။ကိုတုတ်ကြီးကကြောက်လန့်ပြီးဝူယူဝါရှားတွေထားော်ကလက်နဲ့အတင်းရိုက်ချတာကြောင့်နောက်တဲ့လက်တစ်ပတ်ပါစလင်းကောင်တွေကိုရောက်သွားပါတယ်။ကိုတုတ်ကြီးရဲ့အော်ကောင်းမှုအကြောင်းပြုပြီးတော့ဂူတွေကစလင်းအကုန်လုံးကကိုတုတ်ကြီးစီကိုလာနေပါပြီ။ကိုတုတ်ကြီးလည်းလက်တွေမရှိတော့တာကြောင့်ခြေထောက်တွေနဲ့ကန်ချပေမဲ့ခြေထောက်နှစ်ဖက်စလုံးမှာစလင်းကောင်တွေကိုရောက်သွားပါတယ်။ဒီတော့ကိုတုတ်ကြီးကချီပြီးတုတ်ပြီးလှုပ်လို့မရဘူးဖြစ်နေတာကြောင့်ဘာရီတဲကိုတုံးပြီးတော့ထွက်ရင်ကောင်းမလဲလို့စဉ်းစားနေတာပေါ့။စလင်းဖြစ်နေတဲ့မောင်ရှီကတော့ခန္ဓာကိုယ်တစ်ခုတည်းဖြစ်သွားတာကြောင့်ဆက်လင်းအရိုင်းကောင်ရဲ့စိတ်နဲ့မောင်ရှိရဲ့စိတ်တို့ကအားပြိုင်နေကြရပါတယ်။မောင်ရှိကဓာတ်ထုတ်ခံရတာတော့မှလူမိုက်တွေကိုပြေးအောင်လုံနိုင်တဲ့စိတ်သက်ခိုင်မာမှုကြောင့်နောက်ဆုံးမှာတော့မောင်ရှိပဲအနိုင်ရရှိသွားတာပေါ့။ဒါကြောင့်ကိုတုတ်ကြီးမှာကတ်တွယ်နေတဲ့ဆက်လင်းနှစ်ကောင်ပေါင်းထားတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်သွားပြီဖြစ်တာကြောင့်မောင်ရှိလည်းကိုတုတ်ကြီးခန္ဓာကိုယ်ကနေခွာပေးလိုက်ပါတယ်။ကိုတုတ်ကြီးကဒါကိုမသိပဲကွာသွားတာနဲ့တကြိုးတည်းပြေးပါတော့တယ်။မောင်ရှိကလည်းအနောက်ကနေပြီးခုံဆွတ်နဲ့လိုက်လာတာကြောင့်ကိုတုတ်ကြီးလည်းတကြိုးတည်းလေးရပါတော့တယ်။တန်နေရာရောက်တော့ကိုတုတ်ကြီးကိုမောင်ရှိကမျက်ခြေပြတ်သွားတာကြောင့်နှာခေါင်းနဲ့အနက်ခံကြည့်လိုက်ပါတယ်။ကိုတုတ်ကြီးကသူ့ရဲ့အပေါ်မှာပုံနေတာကိုမောင်ရှိကတီးသွားတာကြောင့်အပေါ်ကိုမောက်ကြည့်လိုက်တော့ကိုတုတ်ကြီးကခုန်ချလိုက်ပါတော့တယ်။ခေါင်းတက်တဲ့ကအနီဇက်လေးပေါ်ကိုခုန်ချမိလိုက်တာကြောင့်စလင်းဖြစ်နေတဲ့မောင်ရှိခမမှာတော့တီးသွားရှာပါတယ်။စလင်းရဲ့အားနဲ့ချက်ကခေါင်းတက်တဲ့ကအနီဇက်လေးကိုထိလိုက်တာနဲ့ချက်ချင်းအေးပြောကြသွားပြီးတီးသွားတယ်ဆိုတာကိုကိုတုတ်ကြီးတီးလိုက်ပါတယ်။ကိုတုတ်ကြီးကစလင်းတွေကိုဘယ်လိုတတ်ရမလဲဆိုတာကိုတီးသွားတာကြောင့်ပျော်ပြီးတော့ဖင်ရနေတုံသူ့နားကိုစလင်းအုပ်လိုက်ကြီးရောက်ရှိလာပါတယ်။ကိုတုတ်ကြီးကစလင်းနေဘလောက်များများမကြောက်တော့ဘူးပုံနဲ့လူယုံမှာအပြုံးကြီးကိုပြုံးလိုက်ပါပြီ။စလင်းအဖြစ်နဲ့သေသွားတဲ့မောင်ရှိကတော့ဂေါဘလင်အဖြစ်ပြန်လဲဝင်စားလာပါတယ်။သူ့နားမှာလည်းဂေါဘလင်နောက်ထပ်တစ်ကောင်ကိုတွေ့လိုက်ရတာပေါ့။စလင်းတွေကိုမကြောက်တော့တဲ့ကိုတုတ်ကြီးကတော့နောက်ကနေပြီးစလင်းအုပ်လိုက်ကြီးလိုက်လာတာကြောင့်အတန်ပြဲကြီးနဲ့អော်ပြီးပြေးနေတာကိုမောင်ရှိကတွေ့လိုက်ရပါတယ်။မောင်ရှိကကိုတုတ်ကြီးကိုကြည့်နေတုန်းသူဘေးနာကဂေါဘလင်တစ်ကောင်ဟာတုတ်ကြီးတစ်ကားကနဲ့ကိုတုတ်ကြီးကိုတတ်ဖို့အတွက်ထွက်သွားခဲ့ပါတယ်။မောင်ရှိလည်းကိုတုတ်ကြီးကိုကာကွယ်ဖို့အတွက်နောက်ကနေပြီးပြေးလိုက်သွားရတာပေါ့။ကိုတုတ်ကြီးကဝက်ချောက်အိုက်တဲကိုတုံးပြီးအပေါ်ကိုတက်ပြေးလိုက်ပါတယ်။ဒီတော့စလင်းအကောင်ကြီးလည်းအပေါ်ကိုခုန်တက်ပြီးမလိုက်နိုင်တော့တာကြောင့်အောက်မှာပဲစုနေတော့တာပေါ့။ဒီမှာရင်ကိုတုတ်ကြီးအတွဲနှစ်အပိုင်းနှစ်ကလည်းပြီးသွားပါတယ်။ကိုတုတ်ကြီးကိုအားပေးခြင်းနဲ့ဆိုရင်တော့လက်မလေးကိုနှိပ်ခဲ့ပေးပါခင်ဗျာ။